နိုးလာပြီပဲမနေ့ကနေ့အောင်ထိုးပြီလည်းမသိပါဘူးကြည့်လောက်ခုနနိုင်တော့ကြော်နေပြီဒါပေမဲ့နာခဏရောဟဲ့ဒီမှာမေ့နေတာဒီနေ့ဒီနေ့ငါဟိုသွားမယ်နေဒီခွေးရသွားမယ်ဆိုတော့ငါမှရှယ်လဲသွားမယ်နေဆိုတော့โอเคဘာညာလောက်အားရကဲကြီးသွားချိုးမယ်လာမေးကုန်ပြီအော်ဒါပဲရှူရင်ပါငါရှူလဲပါဘွားဆိုတော့ချိုးလိုက်ပါဦးအင်းကလည်းလာအဲ့ဒီရောလဲဘွားရင်အဲ့ဒီချိုးခေါင်းမှချော်လိုက်အောင်ကဲဒီလဲချိုးဝိုင်းဆိုတော့အင်ကြီးတော့လေလောက်ဒီဂိမ်းရပြီအင်ကြီးတော့လေဘွားကြီးအဲ့စပင်းပုံစံချိန်မယ်စပင်းပုံစံဒီတိုင်းနဲ့တော့အစင်မပြေဘူးစပင်းပုံစံချိန်ရအောင်ကျနေလားမသိပါနဲ့ဒီဝင်က9နိုင်မဟုတ်ဘူးပါလေဒီ10နိုင်စလာတဲ့အဲ့ချိန်ဖြစ်တယ်ခုလည်းအောင်စပင်းပြရအောင်ကဲလေဘွားကြီးဆိုအိတ်လေးပါကြီးတော့နောက်အိတ်ချီအေးလားကဲဒါဆိုရှင်ပေါ့နော်အထုပ်တွေလည်းယူသွားဆိုသွားမယ်။ဆောင်းလေးသွားတော့မယ်ဟုတ်မလား။ကဲကျွန်တော်ကျောင်းကြီးသွားပြီနော်မမ။ဒီက10နိုင်ခွဲလို့ပြောလိုက်တယ်ခုနဖုန်းဆက်တာ10နိုင်ခွဲလို့ပြောတယ်။အော်ဟုတ်ကားသမားကငါခေါ်ထားမလို့ခဏဆောင်ပါသွားတော့မယ်နေ့ကြည်ရလဲပါတယ်ကွာပါတယ်အားပါတယ်အော်ဟိုမသွားမလားမသိဘူးသူတခါတော့ပြောထားတာတော့သူလင်ကွင်းသွားဖို့ရှိတယ်ပြောတယ်ဒီနေ့လားတော့မသိဘူးငါမသိဘူးထားကြည့်လိုက်ပါမသိဘူးဟုတ်တယ်ဟိုရှိမှာအမဆောက်နေမထွက်ခေါ်လာအမအေးအော်ဟုတ်ပြီမလေးဟိုကအမလင်ဝင်လိုက်ပို့ပေးအောင်ဟုတ်ပြီနော်အမလာခဲ့ဟုတ်ပြီနော်ဟုတ်တော့မလာမတက်အခုကဘယ်ကိုသွားပါတော့အမလင်ကွင်းသွားမှာမောင်ကြီးโอเคလင်ကွင်းဆိုရင်လိုက်ပို့ပေးမယ်နော်နော်လည်းအဲ့ဘက်သွားဖို့လမ်းကြုံညာဆိုလေအမပြန်တော့မှကျွန်တော်လည်းဆက်ဆွဲလိုက်တော့ဟုတ်ပြီငါပြီးတော့မှာပဲကွာကျိုးဆောင်နေတော့လင်ဝဲတော့နည်းနည်းဝေးရအောင်မဟုတ်တယ်မောင်လေးဝေးတော့ဝေးရလင်ဝဲလောက်ပါမောင်လေးလူတွေမောင်းနေရအောင် sorry မကဲတော့မရောက်တော့မယ်နော်ရှင်းတာဟုတ်ပါပြီမောင်းဟုတ်ပြီရှေ့ကားရှောင်းမောင်းကဲတော့ဒီမှာကွာငါတော့မရောက်တော့မယ်နော်ရှိမှာဟုတ်ပြီမောင်မရောက်ပြီနော်တော့
ဟုတ်ပြီမောင်လေးခဏလေးမောင်လမ်းပေးလေးရက်ပေးလို့ရလားဟုတ်ကဲ့မောင်လေးဟုတ်မှရက်ပေးလို့ရပါတယ်တင်းရစောသေးရလားမသိဘူးလူတွေတော့တိတ်မရောက်သေးဘူးမောင်အေးဟုတ်ပြီမောင်လေးရနောက်ကကိုဆက်လုပ်လိုက်နော်မောင်လေးမဟိုအလုပ်ပေးဟုတ်ပြီဖက်နေရလားမောင်ရတယ်မောင်ဟုတ်မှစင်းခဲ့ပါရဲ့ဒီမှာလိုက်ဟုတ်ပြီနော်အမဟိုဟုတ်ဘယ်လောက်ကြာလဲမောင်လေးဟိုကအမဟာတတောင်းမဲ့ပြပါဗျဟုတ်ပြီမောင်လေးမကေပေးရလွယ်လိုက်ပြီနော်ဟုတ်ကဲ့ဟုတ်တော့ခွင့်ယူအောင်ကျွန်တော်အေးဟုတ်ပြီကဲအလင်းကင်းကိုရောက်တော့မှာပဲပြော10နာရီပဲထွက်မယ်ဆိုပြီးတော့9နာရီကြည့်ရတော့လဲ10နာရီ48မိနစ်ဖြစ်နေပြီအခုချိန်นี้သူတို့လေးမထွက်သေးဘူးပဲဘယ်ချိန်မှထွက်မလဲတော့မသိပါဘူးအဲ့တို့ကြောင့်ငါကြောင့်မဟုတ်လာရင်လည်းစောနေထင်ပါဒီကတော့ဘာကန်ဒီဘာကန်ရှိရငါခံပေးကန်းလည်းငါတော့မိဟုတ်ပါဘူးအလင်းမူးထိန်နေငါလည်းမေ့ပြီးတော့ကဲလူတွေကတော့မရောက်သေးဘူးကျလူတွေစောလိုက်လားရောက်လည်းမရောက်သေးဘူးတားလည်းပါသူတို့ရောက်မြောက်ရငါကိစ္စမဟုတ်တာငါခုံနံပါတ်53လားဟုတ်တယ်ဒီကဒီခုံမဟုတ်ဒီခုံဝန်ထမ်းနဲ့ကဲတားပါပြီဆိုတော့ဘယ်လားနောက်ထပ်ပေါ့နော်ဘာဗီဒီယိုလေးထပ်ပြီးတော့တင်ပေးရအောင်မလဲဆိုတော့ဘယ်လောက် comment မှာ main ခဲ့ကြပါပေါ့နော်ဒီ ID လေးကိုလည်းပေါ့နော်ဒီဗီဒီယိုအောက်မှာရေးပေးထားရပေါ့နော်လင်းထွက်တဲ့အထိတော့သိမပြတော့ပါဘူးဆိုတော့ဘယ်လောက်နောက်ထပ်ဘယ်ကိုသွားခိုင်းစီခြင်းသေးလဲဆိုတော့ comment မှာရေးခဲ့လို့ရပါတယ်ရှင်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ရမှာရှင်တတာ